တင်ဖယားရဲ့လှုပ်ဆောင်ပေးထားတဲ့အရာကိုတင်တဘောပေါက်ပြီးမှနေ့တိုင်းတွားဖို့ဖယားအလိုတော်ရှိနေတယ်ဒါပေမဲ့လှုပ်ထားပေးပြီးသားအရာကိုစာရမလှုပ်သေးဘူးမင်းထပ်လှုပ်ရမယ်ဆိုမှတင်သူကလဲစားတယ်ဒါသူရဲ့လဲစားတဲ့အရာကိုတင်သိစေချင်တာဒါကြောင့်တင်ဧဝံဂေလိသိရမယ်ခုနားလည်ပြောပြမယ်အာဒံနဲ့ဧဝကိုဖယားကသူ့တဏ္ဍာနဲ့မဖန်ဆင်းထားဘူးလားဖန်ဆင်းလားဟုတ်တယ်နော်လှုပ်ပေးပြီးသွားပြီလားလှုပ်ပေးသွားပြီလားလှုပ်ပေးသွားပြီဒါပေမဲ့စာရဘာလာပြောလဲဖယားကဲတော့ဖြစ်မယ်တဲ့ဖြစ်ပြီးသားယူဖြစ်မယ်ဆိုတော့လက်စားမှုလှုပ်ထားတာတွေ့လားအဲ့ဒါစာရရဲ့လက်ကွက်ဖြစ်နေတယ်တွေ့လားအဲ့လိုဖြစ်ပြီးသားယူထပ်လှုပ်တော့ဘာဆိုသွားလဲဆုံးရှုံးမှုတွေပဲရှုံသွားတာပေါ့ဒီနေ့ခရိယန်နေလဲဧဝံဂေလိတရားလိုနေတာဧဝံဂေလိဆိုတာဟိုးအခုမှပေါ်ထွက်လာတော့ဖယားကသူ့အကြံစီကကျွန်တော်တို့လှုပ်ပေးထားတာအာမင်အာဒံနဲ့ဧဝကသူအပြည့်ဝလှုပ်ပေးတာသူ့တဏ္ဍာနဲ့အာမင်ဒီနေ့လေခရစ်တော်အဖြစ်တင့်ကိုသူ့တဏ္ဍာတိုင်းဖြောင်းမတော်သူဖြစ်သူလှုပ်ပေးထားတဲ့ဧဝံဂေလိကိုငါအတွက်လို့သင်ယုံရင်သင်ရွေးချယ်ရင်ဒီနေ့သင်မင်္ဂလာရှိတယ်အာမင်နားလည်နိုင်ဖို့ဖျားရှင်ကောင်းကြီးပေးပါစေအတွေးခေါ်ဘာဖြစ်နေလဲငါဘာလုပ်ရမလဲဖခင်အတွက်ဖခင်အတွက်ဘာမလုပ်နိုင်ဘူးပြန်ပြောမယ်သင်ဘက်ကလှုပ်ပေးတဲ့အရာကိုနှလုံးထဲမှာအရင်မတွင်းနဲ့ဖခင်ဘက်ကလှုပ်ပေးတဲ့အရာကိုသင်အမြဲတမ်းစိတ်ချတိုက်ရင်မှတ်ထားနေ့ရက်စံတိုင်းမှာလေဟုန်စီးနိုင်တယ်အဲ့ဒါဧဝံဂေလိဖြစ်တယ်အာမင်သင်ချမ်းစာဖိုင်ဆုတောင်းအောင်မယ်သင်ယေရှုမြင်မှတ်ထားယေရှုကခိုင်းတဲ့ဖခင်မဟုတ်ဘူးသင်ကိုချစ်တဲ့ဖခင်သင်ကိုလှုပ်ပေးတဲ့ဖခင်ဒီနေ့သင်လှုပ်ပေးတဲ့ဧဝံဂေလိကိုအမြဲတမ်းယုံကြည်စိတ်ချပြီးမှသွားရင်သင်အတ္တထဲမှာသူများနဲ့မတူတဲ့ကောင်းကြီးတင်သမှာရောက်လာလိမ့်မယ်သင်ရှေ့ကိုမမောချင်ဒီနေ့အဆုံးတက်လေးပြောချင်တာကဖယားသခင်သင်ကိုလှုပ်ပေးထားပြီးပြီဆိုတာကိုယုံကြည်စိတ်ချတတ်ရင်တော့သင်အမင်္ဂလာကိုစီးဆင်းပါတယ်ငါမလုံနိုင်လို့မရဘူးဆိုတာဖယားသိပြီးသားပါသင်မလုံနိုင်ဘူးဆိုတော့ဖယားသိလို့ तू ကဘာလုပ်တာလဲလာလုပ်ပေးတဲ့ဖယားဖြစ်တယ် तू လာလုပ်ပေးတဲ့ဖယားကိုဘာလုပ်ရမလဲအဲ့ဒါငါအတွက်ပါငါ့ကိုမနဲ့ဖန်တော့မစိုးရင်လည်းလို့ပြောထားတာဟုတ်တယ်ငါအတွက်ပါအိုးငါ့ကိုကျမ်းမာစေမယ်လို့ပြောထားတာအဲ့ဒါငါအတွက်ပါအိုးငါ့ကိုကြွယ်ဝစေမယ်လို့ပြောတာငါအတွက်ပါအိုးထောက်နောက်တမလွန်ဘဝအတွက်ဘဝတွေဆိုရဲလောကမှာပြောနေတဲ့စကားတွေသူများစိတ်ပူနေတဲ့ຢာတွေအားလုံးကိုငါရဲ့ဖခင်ကခရစ်တော်အားဖြင့်ငါ့ကိုရွေးကောက်ထားပြီးပြီငါ့ကိုအပြစ်ထဲရွေးချယ်ထားပြီးပြီသင်အဲ့ဒါလေးကိုပဲအများကြီးကျမ်းစာတီးဖို့မကြိုးစားနဲ့ဘူးအဲ့ဒါလေးသင်စိတ်ချသွားကျမ်းစာကိုလန်တိုင်းမှာတင်းဆိုတဲ့ဖွင့်ပြခြင်းတင်ရတာဖြစ်တယ်ဖခင်ရဲ့ဆရာတို့ဖွင့်ပြတယ်ဘာဖြစ်လို့ကျမတို့မဖွင့်ပြတော့လို့ဆိုမျက်နာကြီးနဲ့တိတ်မလုံးနဲ့တော့သင်ဒီနေ့ကစတဲ့မှာကိုရောကျွန်တော်တို့အရန်ချစ်တယ်ကျွန်တော်အကောင်းဆုံးလှုပ်ပြီးတယ်ဆိုတဲ့နှလုံးသားလေးကိုတင်အမြဲတမ်းချီးမွမ်းမှသွားရင်တင်ချမ်းစာကိုလန်တိုင်းမှာတင်းဆိုတဲ့တင်လိုချင်တဲ့ရလာလိမ့်မယ်ဧဝံဂေလိကိုတဘောပေါက်ရင်မှတ်ထားဖခင်ရဲ့ဖွင့်ပြခြင်းအများဆုံးရပြီးမှဖခင်ဘုန်းတော်ထင်ရှားတော်သူဖြစ်လာလိမ့်မယ်ရောက်စီတိုင်းဖခင်ရှင်ကောင်းကြီးပေးပါစေ